အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ One UI 7ရဲ့တချို့ချက်ချာအပြောင်းလဲလေးတွေအကြောင်းပြောပြသွားမှာဖြစ်ပါတယ်အဓိကကတော့ဒီ notification bar ဆွဲချတာနဲ့ quick setting အောင်ပေါ့နော်အဲ့တော့အရင်တော့ဆိုရင်တော့ဒီ notification bar ဆွဲချရင်ဒီတိုင်းပဲဘယ်နေရာ screen ရဲ့ပေါ်ဘက်ပေါ့နော်ပေါ်ဘက်ကနေဒီတိုင်းပဲဆွဲချရတယ်ပေါ့နော်အခုကျတော့ပုံစံပြောင်းသွားတယ်ပုံစံဘယ်လိုပြောင်းသွားလဲဆိုတော့ screen ရဲ့ဘယ်ဘက်အချမ်းကနေအောက်ကိုဆွဲချရင် notification ပြီးတော့ screen ရဲ့ညာဘက်ချမ်းကနေအောက်ကိုဆွဲချရင်quick setting ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်လက်တွေ့ပြမယ်ကျွန်တော် screen ရဲ့ဘယ်ဘက်အပေါ်တောင်းပေါ့နော်ဘယ်ဘက်အပေါ်ကနေပြီးတော့မှအောက်ကိုဆွဲချလိုက်မယ် notification shade ဒါဆိုရင် notification ပေါ့နော်အဲ့တော့ကျွန်တော် screen ရဲ့ညာဘက်ကနေဆွဲချကြည့်မယ်ပေါ့နော် One UI home အဲ့တော့ screen ရဲ့ညာဘက်ကနေညာဘက်အချမ်းကနေအောက်ကိုဆွဲချလိုက်ရင် notification shade sorry One UI မှာ quick setting ပေါ့နော်အဲ့တော့ဒါကသိရင်တော့တော်တော်အသုံးဝင်တယ်ပေါ့နော်အရင်တော့ဆိုရင် quick setting ကိုရောက်ဖို့ဆိုရင်နှစ်ခါဆွဲချရတယ်ပေါ့နော်ပထမတစ်ချက်ဆွဲလိုက်ရင် notification ပါနောက်တစ်ချက်ဆွဲချမှ quick setting ကိုရောက်သွားတယ်အခုကတော့iPhone နေလို့ပဲလုပ်ပေးလိုက်တာပေါ့နော်ဘယ်ဘက်အချမ်းကနေဆွဲချရင် noti ညာဘက်အချမ်းကနေဆိုရင် quick setting အလုပ်ထားပေးလိုက်တယ်ပြီးတော့နောက်တစ်ခုကအခု quick setting ကိုရောက်နေရကျွန်တော် notification ဘာကိုပြန်သွားခြင်းscreen ရဲ့ဘယ်ဘက်အချမ်းကနေညာဘက်အချမ်းကိုဆွဲလိုက်ရအောင်ပါပဲ notification shade တခါအဲ့ notification ကနေ quick setting ကိုပြန်သွားခြင်းနဲ့ဆိုရင်လေ screen ရဲ့ညာဘက်အချမ်းကနေဘယ်ဘက်အချမ်းကိုပြန်ပြီးဆွဲလိုက်ရအောင်ပဲပေါ့ quick နော် settings အဲ့တော့ကျွန်တော်တို့ပုံမှန်ဖုန်း user တွေကတော့လက်တစ်ချောင်းနဲ့ပဲဆွဲရမှာပေါ့နော်noti bar ဆွဲခြင်းဘယ်ဘက် screen ရဲ့ဘယ်ဘက်အချမ်းကနေလက်တစ်ချောင်းနဲ့အောက်ကိုဆွဲချမယ် quick setting ဆိုရင် screen ရဲ့ညာဘက်အချမ်းကနေအောက်ကိုဆွဲချမယ်ပြီးတော့ခုန quick setting ကနေ noti bar ကိုပြန်ပြောင်းခြင်းနဲ့ဆိုရင်ပြန်ထွက်ပြီးပြန်ထွက်စရာမလိုဘဲနဲ့ဒီ screen ရဲ့ဘယ်ဘက်အချမ်းကနေညာဘက်အချမ်းကိုလက်တစ်ချောင်းနဲ့ဆွဲလိုက်အောင်ပဲတခါဒီ noti bar ကနေ quick setting ကိုပြန်သွားခြင်းလဲ screen ရဲ့ညာဘက်အချမ်းကနေဘယ်ဘက်အချမ်းကိုပြန်ဆွဲလိုက်အောင်ပဲပေါ့နော်လက်တစ်ချောင်းနဲ့ကျွန်တော်တို့ဒီ screen reader user တွေတော့ကတော့ noti bar ကိုသွားခြင်းလက်နှစ်ချောင်းနဲ့ screen ရဲ့ဘယ်ဘက်အချမ်းကနေဆွဲချမယ်quick setting ကိုသွားခြင်းလက်နှစ်ချောင်းနဲ့ညာဘက်အချမ်းကနေဆွဲချမယ်ပေါ့နော်လက်တစ်ချောင်းနဲ့နှစ်ချောင်းပဲကွာသွားတာပေါ့နော်ခုနလိုပဲဒီ quick setting ကနေ noti ကိုသွားခြင်း noti bar ကိုပြန်သွားခြင်းနဲ့ဆိုရင် screen ရဲ့ညာဘက်အချမ်းကနေ notification shade ဘယ်ဘက်အချမ်းကနေညာဘက်အချမ်းကိုဆွဲမယ်တခါ notification shade ကနေ quick setting ကိုပြန်သွားခြင်း screen ရဲ့ညာဘက်အချမ်းကနေဘယ်ဘက်အချမ်းကိုပြန်ဆွဲမယ်ပေါ့နော် quick settings အဲ့ဒါလေးပြန်သွားလို့ပေါ့နော်အဲ့တော့ my files ဒါလေးလာပြောပြတာပေါ့နော်ကျွန်တော်ဆိုရင်ဒါကတော့ screen reader user တွေနဲ့ပဲဆိုင်တဲ့အပိုင်းဖြစ်သွားပြီပေါ့နော်ကျွန်တော်ဆိုရင်အရင်တော့ဒီnotification quick setting ဆွဲဖို့လက်နဲ့နှစ်ခါဆွဲချရတာဖြစ်တဲ့အတွက်အဲ့ quick setting အတွက်ချက်ချတစ်ခုတက်ထားတယ်ပေါ့နော်ဒါပေမဲ့အခုဒီလိုလောက်ပေးလိုက်တဲ့အခါကျတော့quick setting အတွက်ကတည်တံ့ချက်ချတစ်ခုထားဖို့မလိုတော့ဘူးပေါ့နော်မလိုတော့တဲ့အတွက်တခြားတစ်ခုခုချက်ချပြောင်းထားဖို့အတွက်ချက်ချဖို့တစ်ခုရသွားတာပေါ့နော်အဲ့တော့အဲ့ဒါလေးမသိတဲ့လူတွေအတွက်လာပြောပြတာဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါအောင်